တို့ကဒီမှာလာရင်မင်းလိုက်စားချင်းနေကြတာငါမှတော့ရကြကြရဲ့ခုံလိတ်ခါမာနာတွေကိုရင်းကိုချစ်ခဲ့ကြခုတော့နေရောခုတော့ပြောခဲ့တော့ယောက်ျားတွေလက်ဆောင်မရှိဘူးရှင်နေကနေလဲပြောကြစကားတွေအများကြီးရှိတယ်ပြောချက်လိုက်ကျွန်တော်တို့မောရခိုင်တရင်လေးဟာကြည်တောင်းကမ်ပိန်းလေးစနေတယ်ကျွန်တော်တို့ထိုးစစ်တွေစနေဖြစ်တဲ့အတွက်ကျွန်တော်တို့ရေဘော်ကြီးလိုအပ်နေတယ်အဲ့ဒီအတွက်မိဘပြည်သူများဘက်ကကျွန်တော်တို့မောရခိုင်တရင်လေးမောရသပိုင်းပေဒေါနာမောင်ပေဗန္နာရေးဆိုင်ရာပေတွေမှာကျွန်တော်တို့တောက်ရောက်လူတန်းကိုညီပါဝေပေးကြပါအောင်လို့ပြောချင်ပါတယ်ငါရလေးပဲပြောချင်တို့ဘာလုံးနေဆိုတာကိုသိကြည့်ရင်စောင့်ကြည့်